ကျွန်တော်တခုပြောချင်တာကြာဆုံးသွားတဲ့စစ်တီပဲဖြစ်ဖြစ်ပျောက်ဆုံးသွားတဲ့စစ်တီတွေပေါ်မှာပဲဖြစ်ဖြစ်တာဝန်ယူမှုတာဝန်ခံမှုရှိပါခင်ဗျာနော်ကြာဆုံးသွားတဲ့စစ်တီတွေပေါ်မှာအခုအောက်မှာလာလာတွေဖြတ်စားနေရတယ်ပျောက်ဆုံးလို့မပေးဘူးလို့လုပ်နေတယ်နော်အဲ့မှာတချို့ဆိုဥပိုင်လည်းဖြတ်စားတယ်ဗျာဟိုအပိုဈေးတသိန်းရလာလည်းဖြတ်စားတယ်အောက်ကကောင်တွေလည်းတရောင်းသားတွေနော်အဲ့စစ်တပ်တွေမှာလည်းတရောင်းသားတွေနော်အဲ့တရောင်းသားတွေကလည်းကိုယ့်ရဲ့တက်မတော်သားချင်းချင်းကိုအသားတွေကလောက်ထွက်တာဗျာဩငါတို့စစ်တီစစ်သားကြာဆုံးသွားလို့သူ့မိမလေးဘယ်သွားမှာတော့သူ့သားသမီးတွေခါမှပွေပြီးတော့ဟုတ်တယ်မလားလူကြီးကတော့လုပ်ပေးတယ်အဲ့ဒါနဲ့ကျွန်တော်ပြန်စီစစ်ရအောင်ပြောတာတာဝန်ရှိတဲ့လူကြီးအတီးပြီးလို့ချင်းဒိုင်နာလိုလိုက်ထွက်လို့ကားလို့ဘာမှခွေးဘလူးလိုကားတွေမှာစီဘုံတွေဖုံးကြီးကားပုံတွေမှာစီဘုံတွေမိတယ်ကားတွေလည်းမိတယ်အဲ့ဒီမှာဖမ်းလိုက်တာကတော့နော်ပူပေါင်းခွဲရဖမ်းတာပူပေါင်းခွဲရဖမ်းတာကိုကျွန်တော်ဒါကြုံလို့ပြောပြတာအဲ့ဒီဘိုးကြီးရဲ့နာမည်ကိုတက်ပလိုက်တယ်ဗျာတက်ပလိုက်တော့ဖမ်းခံရတော့ဘိုးအဲ့ဘိုးကြီးကအဲ့မှာတာဝန်ကျနေတာအဲ့ဘိုးကြီးကိုမဲမှာပေါ့ဟုတ်လားပူပေါင်းအဖွဲ့ဖမ်းတာပူပေါင်းအဖွဲ့လို့ရေးရမှာနော်အဲ့ဒါကျွန်တော်လမ်းပြောခိုင်းတယ်ကျွန်တော်လည်းဟိုပါပေါ့နော်ပြောခိုင်းတာကတော့ကိုကျော်စွာပေါ့နော်ကျွန်တော် Telegram Channel ကကျော်စွာဆိုတဲ့တယောက်ကျွန်တော်ညီကိုလိုပါပဲနော်ဟိုဟာဖုံးဆက်တွေရှိပါတယ်အဲ့လိုမျိုးနာမည်တင်လိုက်လို့ကျွန်တော်လမ်းပြောပေးပါဆိုတော့တင်ပြီးသွားပြီလားဆိုတော့တင်ပြီးသွားပြီတင်ပြီးမရတော့ဘူးလို့အဲ့တော့ကျတော့သူ့ကိုအမုန်းတရားဖြစ်သွားတာပေါ့ဟုတ်လားဖမ်းကျွန်တော်လိုပေါ့ဇော်ဘုံရင်ကိုလိုက်တက်ဇော်ဘုံရင်ဖမ်းလိုက်လို့ဖမ်းတယ်ရတယ်လားတက်ကျွန်တော်လည်းမကြောက်ဘူးကျွန်တော်ကတာမန်ရတာဟိုကဝန်ထမ်းလေသူကအဲ့မှာတာဝန်ကြနေတာသူ့ကိုဘယ်ချိန်လောက်ကြံမလဲမသိဘူးအဲ့လိုမျိုးတွေတချို့လူတွေလည်းစင်ကြင်ပါလို့နော်တရင်ရရှိတယ်ဆိုတဲ့အချိန်တိုင်းမှာပေါ့နော်ဒီနာမည်တွေပါတင်ရေးလိုက်တော့ပူပေါင်းဖွဲ့ဖမ်းတာကိုသူ့နာမည်ကြီးတင်ရေးတော့သူလည်းစိုးရင်တော့ကတော့ရောက်ကောင်းရောက်မှာပေါ့ဗျာနော်အဲ့ဒါလေးတွေတခုရှိတယ်အဓိကကျွန်တော်တို့ဘာပဲပြောစင်ကြင်ုံတရားတွေနဲ့ဒီတိုင်းပြည်ကိုနော်အစိုးရတရားအနေနဲ့ထိန်းချောင်းနေတဲ့အချိန်မှာကျွန်တော်တို့အားလုံးကတက်မတော်ကိုလည်းစိတ်တက်မကြနဲ့ရဲတပ်ဖွဲ့ဝင်ကိုလည်းစိတ်တက်မကြနဲ့ဘဒုမှစိတ်တက်မကြနဲ့တခုပဲတောင်းဆိုချင်တာကနိုင်ငံတော်တပ်မတော်ကာကွယ်ဦးစီးချုပ်အပါဝင်အဘဒုချုပ်ကြီးနတ်ကဝန်ကြီးချုပ်နတ်ကအစိုးရအဖွဲ့ကြီးတရက်လုံးတခုတောင်းဆိုချင်တာကဒါကတော့တက်မတော်တွေရဲတပ်ဖွဲ့ဝင်တွေနဲ့ဆိုင်တဲ့ကိစ္စတခုတာဝန်ရှိတဲ့လူကြီးအသီးသီးဟာငါတို့ရဲမေငါတို့နဲ့လက်တွဲဘက်တာဝန်ဟိုတိုက်ပေါ်တိုက်ဖက်သူ့ယောက်ျားတကယ်ကြာဆုံးသွားတယ်ပျောက်ဆုံးသွားတယ်ဆိုရင်ပျောက်ဆုံးသွားတယ်အမှန်တင်ပြန်မရမှာ6လလား6လဆိုအဲ့ပျောက်ဆုံးတယ်ဆိုဘယ်လိုပျောက်ဆုံးတာလဲကျွန်တော်လည်းမသိဘူးအဲ့မူကပျောက်ဆုံးတယ်ဆိုတာပြေးတာလားအကြောင်းမျိုးတော့ရှိတာပေါ့ဗျာဟုတ်တယ်မလားအဲ့တော့ကျတော့ပျောက်ဆုံးပဲဖြစ်ကြာဆုံးပဲဖြစ်ပေါ့နော်ဒါကတော့မူဝါဒတည်းအရာလုပ်ပေမဲ့အောက်မှာတော့တကယ်ဒုက္ခရောက်နေပါတယ်လို့နော်အဲ့တက်မတော်သားမိသားစုဝင်တွေရဲတပ်ဖွဲ့ဝင်တွေရဲမေတွေတော်တော်များများဒုက္ခရောက်နေပါတယ်အဲ့တော့ဘာကချုပ်ကြီးနဲ့ဘာတူချုပ်ကြီးတို့နတ်ဆကအစိုးရအဖွဲ့ကြီးတရက်လုံးသိစေချင်ပါတယ်ခင်ဗျာတက်တွေကိုတင်းတင်းကြပ်ကြပ်နဲ့နော်အစင်းစင်းရှိတဲ့နော်တိုင်းမှုတက်မှမှုဖြူဟာမှုနော် G1 တွေနော်တိုင်ရင်မှုတွေလူပိုင်စီတွေနောက်တန်းမှုတွေတိုက်ရေးဘိုးကြီးတွေတက်ထောက်ဘိုးကြီးတွေခင်ဗျားတို့တိတိကျကျလုပ်ပေးပါဗျာအခုရဲဘော်ရဲဘက်တွေကိုနော်ဖွဲ့စည်းပုံကရမခမရှိတော့ပေမဲ့ခင်ဗျားတို့အခုလက်ရှိထုတ်နေတာခိုးလမ်းမှာဟုတ်လားခင်ဗျားတို့ဥပမာနဘကဒီလိုဖြစ်သွားတယ်ဆိုရင်ပေမဲ့စစ်တွေမှာဥပမာတစ်ခုဆိုရင်နော်ကိုရဲမေမိသားစုကိုတက်မိသားစုခင်ဗျားတို့မှပြန်မကြည့်ဘယ်သူပြန်ကြည့်မှာလဲဒီခေတ်ဒီကားထဲမှာဟမ်ကျွန်တော်တို့ကဂျားကနေငထွားကားနာနေမင်းကူညီလိုက်ပါလားကူညီလိုက်အောင်ကျွန်တော်လုပ်ပိုင်ဝင်ရှိရလို့မှမဟုတ်တာကျွန်တော်လုပ်ပိုင်ဝင်ပေးကြည့်ပါလားကူညီမှာပေါ့ဥပမာတစ်ခုဟုတ်တယ်မလားအဲ့တော့ကျတော့ကိုရဲ့တပ်ဖွဲ့ဝင်ချင်းချင်းကိုစီစီလုံးလုံးနဲ့တန်ဖိုးထားတဲ့စိတ်ရှိအောင်ကြိုးစားပါလို့လက်ရှိတက်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့လူတွေနောက်တစ်ခုရဲတပ်ဖွဲ့ဝင်တွေမှာရှိနေတဲ့ရဲတပ်ဖွဲ့ဝင်မိသားစုတွေလည်းရှေ့တန်းမှာကြာဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေအပေါ်မှာနော်ကိုတာဝန်ကြည်ပါစေလို့ကျွန်တော်အဲ့ဒါလေးတော့ပြောချင်တယ်ဗျာနော်အဲ့တော့ကိုတက်မတော်သားတွေရဲ့မိသားစုကိုရဲမေတွေရဲ့မိကိုသားသမီးတွေအပေါ်မှာနော်ခင်ဗျားတို့တာဝန်ယူမှုတာဝန်ခံမှုရှိပါလို့နော်ဒါအကောင်းဘက်ကနေပြောပြတာပါမဟုတ်ဘူးဆိုရင်ပိုပြီးတော့စိတ်နာသွားရင်မကောင်းဘူးနော်အများကြီးကျွန်တော်တို့ကဘာလို့ဒီအကြောင်းအရာတွေသိတယ်ကျွန်တော်တို့အောက်မှာမဟုတ်ဘဲနဲ့ကျွန်တော်မပြောနေအောင်ကြောက်ကိုပိုင်နံပါတ်ပေးဘယ်ရလဲဘယ်တက်မှာလဲနောက်ဆုံးရှေ့တန်းဘယ်ကိုထွက်တာလဲဟ
ဟုတ်တယ်မလားဘာမှမကက်ဘူးလေသူယောက်ျားကိုယ်ပိုင်နာမည်နဲ့သူ့နာမည်နဲ့ဘယ်တက်ဆိုတာနောက်ဆုံးဗျာဘာမှမပြောနဲ့ကကြီးပို့ချလိုက်တာနဲ့ဒိန်းဆိုပေါ်လာမှာဟာဟုတ်တယ်အဲ့ဒါဆိုဟာအဲ့ဒါအောက်မှာအဲ့လိုဖြစ်နေတာမကလေးမလာတာလည်းမရဘူးကလေး2ယောက်3ယောက်နဲ့နောက်တစ်ခုဒီလိုက်မှာတခါလည်းပြောမယ်တက်မတော်သားတချို့မိသားစုဝင်တွေကကြာဆုံးသွားတဲ့စစ်တီတွေရဲ့မိကိုသားသမီးတွေထဲမှာတချို့တော့ကြောင်းမထားနိုင်တဲ့ကလေးတွေရှိရင်ကျွန်တော်ကိုဆက်သွယ်လာပေးပါအများကြီးတော့မဆက်သွယ်လာနဲ့ကျွန်တော်ကိုလေနောက်တစ်ခုဖုန်းတွေလည်းအရင်မဆက်နဲ့ကျွန်တော်ကဖုန်းစိတ်ရင်ကင်နေကင်တာမရှိတဲ့အတွက်မက်ဆေ့လာပို့ပေးပါကိုတော်ဘုန်းကြီးကျမကတော့ဘဒူပါကျွန်တော်ကတော့ဘဒူပါဘယ်တက်ကပါအဲ့လိုလေးပို့ထားလိုက်ကျွန်တော်ဖုန်းစိတ်ရင်လုံးဝမကင်တော့ဘူးကျွန်တော်စိတ်ချုပ်လို့မနေ့ကညတယ်ကျွန်တော်ဘဒူပဲဆက်ကျွန်တော်မကင်တော့ဘူးကျွန်တော်ဖုန်းထဲမှာနာမည်မှတ်ထားတယ်ကွန်တက်မှတ်ထားတဲ့နာမည်ရလွယ်ပြီးကြိုက်တဲ့ဖုန်းလာဆက်ကျွန်တော်မကင်ဘူးအဲ့ဒီဖုန်းနဲ့ဖုန်းဆက်ပြီးတော့မကင်ဘူးဆိုရင်ကျွန်တော်ပို့ထားပေးလိုက်နော်ဟိုဟာလေးပို့ထားပေးလိုက်အဲ့တော့ကျွန်တော်လည်းပေါ့နော်ကျွန်တော်နိုင်တဲ့လောက်တော့ပြန်ပြောပေးမယ်လက်ရှိအခုကျောင်းမထားနိုင်လို့ပေါ့နော်ဟိုအကြောင်းမျိုးမျိုးကျောင်းပေါ့နော်မိဘနေရဲ့အိမ်ကလည်းမိဘကလည်းယောက်ျားကလည်းကြာဆုံးသွားတယ်လာကလည်းမရဘူးကိုလည်းတက်ထဲမှာစစ်ပေးဆောင်နေနေရတယ်ဥပမာကိုကလည်းကိုယ့်ဘာကိုပြန်ကြည့်လို့ကျောင်းမထားနိုင်လို့ဘာလို့ရှိလို့နီးစက်ရဆိုရင်နော်ဒီပြင်းဦးလွင်ရလူတွေဆိုရင်လည်းပြင်းဦးလွင်မှာရှိနေကြတယ်ကျွန်တော်ပြောပေးကျွန်တော်ကျောင်းကျွန်တော်မဟုတ်ဘူးကျွန်တော်နာမည်မပြောချင်လို့လူတွေကလည်းမဟုတ်ကျောင်းထားပေးမယ်ဗျာနော်ကလေးကိုကျောင်းပြီးတဲ့အထိထားပေးမယ်နော်ကျောင်းပြီးတဲ့အထိထားပေးမယ်အဲ့ဒါလေးလည်းတစ်ခုရှိတယ်နော်ဒါကကျွန်တော်လုံနိုင်တာလေးကျွန်တော်လုပ်ပေးတာကျွန်တော်ဒီလိုမျိုးတွေကိုဖြစ်လို့ကျွန်တော်ဆက်သွယ်လာတာရှိတယ်တကယ်လဲကျွန်တော်လေ့လာပြီးဟုတ်တယ်ထားပေးတယ်ကျောင်းပြီးဆုံးသွားတဲ့အထိအဝေစားဘာညာဘာတစ်ခုမှမပူအောင်နော်ထားပေးမယ်ကုညီမဲ့လူကုညီမဲ့ဟာရှိတယ်ပေါ့နော်စာကိုပြန်မဖြေဘူးတဲ့ဘာလေးပြန်ဖြေရမှာလုံးပြန်မင်္ဂလာပါဟုတ်ကေဘေးကြောင်းနဲ့ကေဘေးကြောင်းတစ်တော့မှပြောမှရမယ်ထင်တယ်နော်ကေဘေးကဟိုမှာ BBC မှာကြီးညာသွားတယ်နှစ်တင်မှာပေါ့နော်ကေဘေးအလိန်ခံလိုက်ရတာလေ300ပါညာဆိုတော့ဒါ KBZ ဘေးနဲ့မဆိုင်ဘူးလေ KBZ ဘန်နဲ့မဆိုင်ဘူး KB ကိုလိန်နေဆိုတာကအခု Ori2 ပါလာတယ် Ori2 စင်ကန်နေပေါ့နော်အဲ့ဒီမှာဖြစ်နေတာအဲ့ဒါကို KB ကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့ဟိုဂျားနေပြီးတော့မှလော်တဲ့လူကလည်းလော်တယ်ဗျာသိလားဟိုကဆရာကျောင်းကဖင်အောင်မတုံးသွားပြောမနေနဲ့ KB တရားကျောင်းမြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့လိန်တဲ့လူကနောက်ဆုံးဗျာသူ့ရဲ့ password ကိုသိလို့လဲထုတ်ရင်လည်းထုတ်သွားမယ်ဗျာစင်ကန်ရလည်းဖြစ်ချင်းဖြစ်သွားလိမ့်မယ်ဟာအဲ့တော့အခု KB ကမကောင်းပြန်ဘူးလုပ်ပြန်အောင်မြန်မာပြည်တပြည်လုံးမှာကံဘောဇဘန်နံပါတ်1မှာရှိနေတာအဲ့တော့ KB မကောင်းဘူးဆိုတော့ကျွန်တော်တို့ခိုးမခံရပါဘူး KB ထဲမှာပတ်စံနေဟုတ်တယ်မလားလောက်ရလို့လောက်တာဗျာအဲ့တော့ဘန်ကြီးတစ်ခုလုံးပဲမသိလို့ရှိရင်ဟိုအာမခံချက်မရှိသလိုလိုတာဝန်ရမလို့အဲ့လိုမျိုးပြောလာအောင်မ KB ဖောင်းကြလာအောင်မမယုံကြည်တဲ့ BBC မှာကြော်ညာလိုက်ပြန်ပြီKB ကဘာဖြစ်တဲ့တို့ညာဖြစ်တဲ့တို့အဲ့ဥစ္စာတွေရှင်းမယ်တို့ဘာလို့ညာလို့ ਨੇ ကိုတငယ်ချင်းတယောက်ကကို password သိလို့အဲ့ဥစ္စာထုတ်သွားရင်ဘယ်လိုလုပ်လဲဟုတ်လားသူတို့အခုပြောနေရတော့ Ori2 လေ Ori2 စင်ကန်နေလဲဆိုင်နေတယ်Ori2 ကလည်းသူမှအဲ့လိုအရေးသွေးနေမဟုတ်ပါဘူးလေလုတ်ပြန်အောင်အဲ့ဒါကိုဒီဘက်ကဘူးမသိကိုမသိလူက KBZ ပေးရမကောင်းဘူးလို့KB ကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလေခင်ဗျားတို့စကားတစ်လုံးပြောတဲ့စကားကခင်ဗျားတို့က KBZ ကဝန်ထမ်းတော့စောင့်စင်းမရှိဘူးဟို KBZ လေဟိုအရှိမလေးလူဝင်လာရင်မင်္ဂလာပါကျေးဇူးတင်ပါတယ်အဲ့စောင့်စင်းတော့မရှိတဲ့လူဝင်ကြည့်လိုက်တော့အဲ့ဒါ KB ရတဲ့မကောင်းဘူးလေလုတ်ပြန်အောင်မကောင်းရင်မသုံးနဲ့ပေါ့ဗာဖြစ်လို့ကောင်းတဲ့ဟာပြောင်းသုံးလူအုံနောက်ညံမရှိတာပြောတာမြန်မာပြည်ကတကယ်သက်ဝင်တရှူသွေးခွဲလို့ကောင်းတဲ့လူအများကြီးရှိတာနော်အဲ့ဒါကြောင့်မလို့အဲ့ဒါ KB ကိစ္စတော့ကျွန်တော်ကတီးတန့်လေးကျွန်တော် TikTok မှာကျွန်တော်ပြောမှာအဲ့ကျွန်တော်ပြောလို့လောက်ထားရှိတယ်ကျွန်တော်ပြောနေစကားအချိန်ပါပြီးတော့မေ့နေတာနော်အဲ့တော့ KB လည်းဘာမှမဖြစ်ဘူးကံဘောဇဘန်လည်းဘာမှမဖြစ်ဘူးကျွန်တော်ပြောသလိုပဲအဲ့ဒီပြောတဲ့လူက KBZ ကအပေါက်ဆောင်တော့အဆောက်စိတ်ကိုမရှိတာအပေါက်ဆောင်မဟုတ်ပါဘူးကိုပေါ့မင်္ဂလာပါကျေးဇူးတင်ပါတယ်ယိုဒီပြောတဲ့လူလောက်ကိုသူမပြောတတ်ဘူးနည်းမလားပတ်စံသိန်းတွေကဘာဖြစ်မှာတော့ဆရာကျောင်းသွားပြောလိုက်ပါလားဆရာကျောင်းပြန်ပေးလိမ့်မယ်သိန်း100မဟုတ်သိန်း1000လည်းသူပေးလိမ့်မယ်အဲ့တော့ KBZ ကြီးတစ်ခုလုံးပဲမကောင်းတော့လို့ဘာလို့လူကအဲ့မှာပြောနေပြီအဲ့ BBC အောက်မှာ TikTok မှာရှိတယ်သွားမှန်တာသွားကြည့်နော်ဩလို့ငါပြောမြန်မာနိုင်ငံလူမျိုးကျွန်တော်တို့ဒေါ်စုကြည်ဖန်းခံရတော့ဒေါ်စုကြည်ကိုဖေဖော်ဝါရီလအဲ့တရက်နေ့2021ဖေဖော်ဝါရီလတရက်နေ့ဒေါ်စုကြည်မနေ့4နာရီလောက်ဖမ်းလိုက်ရောဟာဖမ်းတော့ကျွန်တော်ကဟိုမှာတကွန်တိုင်းဝိုင်းကိုကားလာပို့တဲ့ကောင်တွေလိုက်ပို့တော့ဈေးထဲမှာစံနေတိုးတာစီတွေတိုးတာဟာဘာဖြစ်တာလဲပေါ့ဒေါ်စုကြည်ဖမ်းတာတော့သိရလေဘာလို့တာလဲပေါ့အဲ့ဒါကားတွေပိတ်နေတော့မဟုတ်ဘူးတဲ့မေစုဖမ်းခံရလို့တဲ့ဆန်လာဝယ်တာတဲ့
အမေစုဘန်းကန်ရလို့စီဝယ်ရတယ်ဘာဆိုင်လို့တိုင်းပြည်ကဘာဖြစ်သွားလို့ခမရတို့လို့လဲလို့ကုန်စည်နှုန်းတက်သွားတာအမေစုဘန်းကန်ရဘန်းကန်ရပေါ့ကိုယ့်အိမ်မှာကိုယ့်ဘာကိုထမင်းစားပေါ့အမေစုနဲ့ခမရတို့နဲ့ဘာဆောင်မျိုးတော်ဘာဆောင်မျိုးတော်သူ့ဘန်းတာသူ့ဘာကိုတရားရေးရသူ့ဘန်းတာလေအဲ့ဒါဆန်သွားဝယ်တယ်ဟာစီရီတိုးတယ်တဲ့ဟာအဲ့တော့ဟိုကတော့စီမရှိဘူးဆန်မရှိတော့ကုန်ပြီဆိုလေပုံဝယ်လေစီမရှိဘူးဆန်မရှိဘူးဆိုလေပုံဝယ်လေလူထုကကတော့ခင်ဗျားတို့ခံရတာပေါ့ကျွန်တော်ဒီနေ့ဒီကျွန်တော်အိမ်မှာတအိတ်အတွက်ပုံမဝယ်ဘူးဆန်အဲ့အရေးခင်းတဲ့အခုချိန်ထိစီလည်းမဝယ်ဘူးစီဆယ်ပိတ်တာဆိုဆယ်ပိတ်တာဝယ်ထားလိုက်တယ်ပဲစီဆိုပဲစီအိမ်မှာစားအမေလည်းပဲစီစားရဆိုပြီးပြီလေဗျာဟာတိုးတယ်ဟာချွေးနောင်တန်းနဲ့လူတွေကြည့်လိုက်ဘာတွေမှလည်းမသိဘူးတိုးတာအပြီးတော့ဆန်ရိတ်ကရလာဆိုလည်းဆန်ရိတ်မရလို့ငိုတယ်ဟာဘာဖြစ်လို့လဲဆိုပြောတော့ကျွန်တော်လည်းအဲ့မှာဆက်စုကျွန်တော်လည်းဒေါ်စုဖမ်းနေဆိုတော့လူထုဘာပြောမလဲပေါ့အဲ့ချိန်တော့ကျွန်တော်ဒီလိုဟိုဟာမဖြစ်သေးဘူးပေါ့စပီကာမဖြစ်သေးတော့ဟိုဒေါ်စုဖမ်းနေဆိုတော့လူထုတွေဘာပြောမလဲဆိုတော့အဲ့မှာဆဲတယ်လူကဆဲဦးမင်းအောင်လိုင်းအဲ့ထဲကစဆဲပြီးတော့ကြတော့အဲ့မှာဟိုဂိုရောင်ရဲ့ဆန်ကပြတ်တော့အဲ့56လမ်းသားမှာဆန်ကလည်းပြတ်တော့ဟာဘာဖြစ်လာတော့လို့မေးတော့ဆန်မရောမေးတော့ဆန်အိမ်မှာစားကြမရှိဘူးဟောဒုက္ခပဲလို့ဘာမှမဖြစ်ဘူးလားကျွန်တော်နဲ့လိုက်ခဲ့ကျွန်တော်ဆန်ဝယ်ပေးမယ်ဆန်ဝယ်လို့ရတဲ့နေရာရှိတယ်ဆိုပြီးတော့တကယ်တော့ကျွန်တော်လည်းမဝယ်ပေးဘူးအဲ့မှာအိမ်မှာရှိတဲ့ဆန်တစ်ပိုင်းပေးလိုက်တာပေးပြီးမှကျွန်တော်တငယ်ချင်းက तू ကအမြဲတမ်းဆန်ကတော့ तू ကပုံမှန်ပဲသူ့အိမ်မှာအမြဲတမ်း450ရှိတယ်အဲ့နဲ့တငယ်ချင်းတို့ငါ့ကိုဒီလိုပေးအောင်ဆိုတော့ငါ့ကိုဆန်တိတ်လောက်ပေးအောင်ဆိုပြီးအဲ့ကျွန်တော်အိမ်ခေါ်သွားအဲ့မှာအငိုတိတ်သွားတယ်ဗျာဘွားတော်မှာကဲကျွန်တော်အဲ့ဒါလက်တွေ့အဲ့ဘွားတော်မှာတော့ဖုံးတော့မကြည့်တော့ဘူးဗျသူကတော့နည်းနည်းဟိုပေါ့နော်နည်းနည်းလေးဟိုချိုးတဲ့ထဲကပါတယ်ကြည့်ရင် तू သိနေမှာဩဒါကိုစောဘုံကြီးငါ့ကိုဆန်တစ်ပိုင်းပေးခဲ့တဲ့ဆန်တစ်ပိုင်းဆိုတော့18ပြည်20